ဒီဇလန်လေးကတော့တကူရီမိခင်တယောက်ဖြစ်တဲ့ဘိုးဟီဟာသူ့ရဲ့ရင်သွေးငယ်လေးကိုကာကွယ်ဆေးထိုးဖို့အတွက်သာဆေးရုံကိုလာခဲ့ရာကနေစတင်ပါတယ်။ဒါပေမဲ့အဲ့ဒီနေ့မှာပဲသူ့ကလေးအတွက်ဖခင်အစ်စ်တယောက်ရလာလိမ့်မယ်လို့သူမလုံးဝမထိမှတ်ထားခဲ့ပါဘူး။ဆေးရုံရဲ့လူနာဆောင်ဆိုင်ခန်းထဲမှာဘိုးဟီဟာရုတ်တရက်ဘိုက်ထဲကနေအလွန်မင်းရွတ်နာလာတာကြောင့်မခံမရနိုင်ဖြစ်ပြီးအော်ဟစ်လိုက်မိပါတယ်။အဲ့ဒီအချိန်မှာပဲစီမံခန့်ခွဲမှုပညာရပ်နဲ့ပွဲရပြီးနိုင်ငံရဲ့ခြားကနေအစ်စ်ဆက်ဆက်ပြန်မြစ်ဖြစ်သူချမ်းသာတဲ့တထေးသားလေးနေပြီးဟာသူ့မစီကိုအကြည့်ရောက်သွားပြီးစိတ်ဝင်စားဖြစ်သွားခဲ့ပါတယ်။ဘိုဟီကပတ်ဝန်းကျင်ကိုဝေးဝဲကြည့်လိုက်တဲ့အခါဒီလူငယ်လေးတယောက်ထဲသာအေးအေးဆေးဆေးထိုင်နေတာကိုမြင်တာနဲ့သူမရဲ့ကလေးလေးကိုသူ့လက်ထဲအတင်းထည့်ပြီးအိမ်သားလေးကိုအမြန်ပြေးသွားပါတော့တယ်။မန်နေဂျာဘွဲ့ရထားတဲ့နေပြီးခန့်များကလေးတစ်ခါမှမထိန်ဘူးတာကြောင့်ဘာလို့ရမှန်းမသိဖြစ်သွားခဲ့ပါတယ်။သူကသူနာပြုစီကနေအကူအညီတောင်းဖို့စူးစမ်းပေမဲ့သူနာပြုကသူ့ကိုပဲကလေးရဲ့အဖေလို့ထင်သွားခဲ့ပါတယ်။နေပြီလဲဘာမှမတတ်နိုင်တော့ပဲကလေးကိုရင်ခွင်ထဲမှာအစင်မပြေတပြေပွေ့ချီပြီးကာကွယ်ဆေးထိုးဖို့ခေါ်သွားခဲ့ရပါတယ်။ဒါပေမဲ့ဆေးထိုးအပ်ကိုမြင်လိုက်ရတဲ့မှာပဲသူ့စိတ်ထဲမှာဖခင်တယောက်လိုတန်ရောစင်စိတ်တွေရုတ်တရက်နိုးကြလာခဲ့ပါတယ်။ဆရာဝန်ကဆေးထိုးဖို့ပြင်လိုက်တဲ့အခါနေပြီကစိုးရိမ်တကြီးနဲ့ကလေးမနာအောင်ဖြည်းဖြည်းချင်းထိုးပေးပါလို့ပြောလိုက်ပါတယ်။ဆရာဝန်ကဆေးထိုးဖို့ထပ်ပြီးအနားတိုးလာတဲ့အခါမှာလဲနေပြီကဒီဆေးကတကယ်ပဲစိတ်ချရရဲ့လားဆိုပြီးထပ်မံမေးမြန်းနေပြန်ပါတယ်။ဆရာဝန်နဲ့သူနာပြုလည်းကြောင်တောင်တောင်ဖြစ်သွားကြပေမဲ့ကာကွယ်ဆေးထိုးလို့ပြီးသွားတဲ့အခါမှာတော့နေပြီတယောက်တက်ပြင်းချနိုင်ပါတော့တယ်။သူနာပြုကတော့ကလေးလေးကလိမ်မာလိုက်တာဆိုပြီးချီးမွမ်းသွားခဲ့ပါသေးတယ်။နေပြည်ကိုယ်တိုင်ကလည်းနှာစေးချောင်းဆိုးတာကိုလာပြတာဖြစ်ပြီးအခုလိုမျိုးမထင်မှတ်ပဲကလေးပေဖြစ်သွားလိမ့်မယ်လို့မတွေးထားခဲ့မိပါဘူးကလေးနဲ့မိခင်ဖြစ်သူတို့ပြန်ခါနီးမှာနေပြည်ကသူတို့ကိုကြည့်ပြီးစိတ်မကောင်းဖြစ်မိပေမဲ့သူ့ရဲ့မာနခဲပုံစံဟောင်းအတိုင်းချက်ချင်းပြန်ပြောင်းလိုက်ပါတယ်ဒါပေမဲ့ကားမောင်းပြီးပြန်လာတဲ့လမ်းမှာဘိုးကြီးတယောက်ကလေးကိုပွေ့ချီပြီးလမ်းလျှောက်နေတာကိုမြင်လိုက်ရတဲ့အခါသူစိတ်မထိန်နိုင်ပဲကားပေါ်ကိုအတင်းတက်ခိုင်းပါတော့တယ်ဒါပေမဲ့ကားပေါ်ရောက်ပြီးတိတ်မကြခင်မှာပဲကားထဲမှာထူးဆန်းတဲ့အနံ့အသက်တစ်ခုရလာပါတယ်။ဘိုဟီကကလေးရဲ့သေးခံနှီးကြောင့်အနံ့ထွက်နေတာလို့ပြောတဲ့အခါနေပြည်တယောက်စိတ်ပြတ်သွားပါတယ်။ဒါပေမဲ့မှန်တွေချထားရင်ကလေးအေးမိလိမ့်မယ်လို့ဘိုဟီကပြောတဲ့အခါနေပြည်လဲသူကိုယ်တိုင်ကားပေါ်တင်ခေါ်လာတာဖြစ်လို့ဘာမှမပြောဘဲအနံ့ဆိုးကိုအောင်းအဲသေးခံပြီးမောင်းခဲ့ရပါတယ်။သူတို့ကိုအိမ်ထိအခက်အခဲများစွာနဲ့ပို့ဆောင်ပေးပြီးတဲ့နောက်နေပြည်ဟာဒီသားမိနဲ့ဘယ်တော့မှထပ်မဆုံပေးရစေနဲ့တော့လို့စိတ်ထဲကနေဆူတောင်းနေမိပါတယ်။ဒါပေမဲ့ကံကြမ္မာကတော့သူတို့ရဲ့ပတ်သက်မှုကိုအခုမှစတင်ဖို့ဖန်တီးထားခဲ့တာပါ။နေပြည်ဟာနိုင်ငံခြားကပြန်လာပြီးအဖိုးဖြစ်သူရဲ့ဟိုတယ်လုပ်ငန်းကိုစိတ်ရောကိုယ်ပါနှမျိုးလုပ်ကိုင်မဲ့သူဖြစ်ပါတယ်။ဒါပေမဲ့ဂျင်မန်ကိုမသွားဖြစ်တာကြာပြီဖြစ်တဲ့အတွက်အလေးတလုံးကိုတော့မနိုင်မနှင်းမှနေရရှာပါဘူး။အဲ့ဒီအချိန်မှာပဲကလေးရဲ့နိုးမုံဖို့အတွက်အချိန်ပိုင်းအလုပ်မျိုးစုံလုပ်နေတဲ့ဘိုဟီကသူ့ကိုမြင်သွားခဲ့ပါတယ်။နေပြည်တယောက်အလေးတုံးနဲ့လုံးပန်းနေတာကိုဘိုဟီကဝင်ပြီးအလွယ်တကူပဲချပေးလိုက်တဲ့ပြင်စနစ်တကျမှနေကိုပါရှင်းပြပေးခဲ့ပါတယ်။နေပြည်တယောက်စွန့်သွားခဲ့ရပါတယ်။ဘိုဟီကကူညီခြင်းနဲ့စိတ်စေတနာတသက်နဲ့လုပ်ပေးခဲ့တာဖြစ်ပေမဲ့နေပြည်ကတော့သူ့ကိုလှောင်ပြောင်နေလို့ထင်ပြီးဒေါသတကြီးနဲ့ဘိုဟီကိုအလုပ်ကနေထုတ်ပစ်လိုက်ပါတော့တယ်။ဘိုဟီလည်းကောက်ကွင်းတစ်ခုမှာအချိန်ပိုင်းအလုပ်အသစ်ထပ်ရှာခဲ့ရပါတယ်။ဒါပေမဲ့သူမရဲ့အမှားသေးသေးလေးတစ်ခုကနေပြည်နဲ့ထပ်ပြီးညနေချင်းဆိုင်ဆုံတွေ့စေလိမ့်မယ်လို့သူမမသိခဲ့ပါဘူး။သူမရိုက်လိုက်တဲ့ခေါက်တီးဟာကွင်းကိုလာရောက်စစ်ဆေးတဲ့နေပြည်ကိုသွားမှန်ခဲ့ပါတယ်။ဘိုဟီကနေပြည်ကိုမြင်တာနဲ့ခိုးထွက်ပြေးဖို့စူးစမ်းပေမဲ့နေပြည်ကဖမ်းမိသွားခဲ့ပါတယ်။နေပြည်ကဘိုဟီကိုဖုန်းတွေပါလို့ခဏခဏကင်နေရတာလဲလို့မေးတဲ့အခါဘိုဟီကနှုတ်မပိုးရှာနေရလို့ပါလို့ရှင်းပြပါတယ်။နေပြည်ကအစပိုင်းမှာတန်တရားဖြစ်မိပေမဲ့ဘိုဟီကနေပြည်ဟာဥက္ကဋ္ဌကြီးရဲ့မြေးဆိုတာကိုတီးလိုက်ရတဲ့အခါလုံးဝလန့်ဖြတ်သွားခဲ့ပါတယ်။နေပြည်ကတော့ဒီတစ်ခါတော့ဒီမိန်းကလေးရန်ကနေအပြေးပိုင်လွတ်ပြီလို့ထင်နေခဲ့တာပါဒါပေမဲ့နောက်တနေ့မနက်လှုပ်သွားဖို့ပြင်ဆင်တဲ့အခါမှာတော့ဘိုဟီဟာသူတို့မိသားစုရဲ့ချွေးမကြီးရဲ့အတွေ့အမှုဖြစ်နေတာကိုတွေးလိုက်ရပြန်ပါတယ်ဒီတစ်ခါမှာတော့ဘိုဟီကပုံစံအသစ်နဲ့နှုတ်ဆက်လိုက်တဲ့အတွက်နေပြည်တယောက်အနေရခတ်ပြီးကြောင်တောင်တောင်ဖြစ်သွားခဲ့ရပါတယ်အဲ့ဒီနေ့အလုပ်ဆင်းလို့နှစ်ယောက်သားအိမ်ပြန်ကြတဲ့အခါနေပြည်ကဘိုဟီရဲ့ကားထိုင်ကုန်ခါဘက်ကိုဖြုတ်ပေးဖို့အနားတိုးလိုက်ရာကနေသူတို့နှစ်ဦးရဲ့နှုတ်ခမ်းခြင်းဟာမထင်မှတ်ပဲထိမိသွားကြပါတယ်ဘိုဟီကမျက်လုံးပြူးသားနဲ့ကြည့်နေပြီးနေပြည်ကတော့လုံးဝလန့်ကျက်သွားခဲ့ပါတယ်သူချက်ချင်းနောက်ဆုတ်လိုက်ပြီးဒါမှတစ်ခုပါနားလည်မှုလွဲတာပါလို့ပြတယ်လဲပြောရှာပါတယ်ဒါပေမဲ့ဘိုဟီကတော့လုံးဝတီတီငိမ့်ငိမ့်နဲ့ပဲအိမ်လိုက်ပို့ပေးတာကျေးဇူးတင်ပါတယ်လို့ပြောပြီးအဲ့ဒီနမ်းမိတဲ့အပေါ်ဘာတုံ့ပြန်မှုမှမပြခဲ့ပါဘူးနေပြည်ကတော့အိမ်ပြန်ရောက်ပြီးသွားတိုက်မဲ့အချိန်ထိအဲ့ဒီအခမ်းအနားကခေါင်းထဲမှာတဝဲလေလေဖြစ်နေခဲ့ပါတယ်အဲ့ဒီအနမ်းရဲ့ပုံရိပ်တွေကသူ့စိတ်ကိုလုံးဝကမောက်ကမောက်ဖြစ်စေခဲ့တာပါသူ့ကိုအခမ်းရခတ်ဆုံးဖြစ်စေတာကတော့သူကိုယ်တိုင်စိတ်လှုပ်ရှားနေရပေမဲ့ဘိုဟီကတော့ဘာမှမဖြစ်တယ်လို့ပေါ့ပေါ့ပါပါသဘောထားနေတာကြောင့်ဖြစ်ပါတယ်တစ်ဖက်မှာတော့ဘိုဟီကကလေးထင်းရင်အလုပ်ရှုံနေခဲ့ပါတယ်နောက်တနေ့မနက်နေပြီးအိမ်ပြင်ထွက်လာတဲ့အခါဘိုဟီကသူ့ကားကိုတန်ရှင်းရေးလုပ်ပေးနေတာကိုတွေ့ရပါတယ်။သူမကိုမြင်တာနဲ့နေပြည်တယောက်အနေရခက်လွန်းလို့ဘာမှမပြောဘဲထွက်သွားခဲ့ပြီးဘိုဟီကတော့ကြောင်ကြည့်ကြံခဲ့ရပါတယ်။ရုံရောက်တော့ဓာတ်လေကားထဲမှာသူတို့ထပ်ဆောင်ကြပြန်ပါတယ်နေပြည်ကဓာတ်လေကားတကားပိတ်ဖို့ခလုတ်ကိုအတင်းနှိပ်ပေမဲ့ဘိုဟီကသူမရဲ့ခြေထောက်နဲ့တကားကိုညှက်ပြီးတားလိုက်ပါတယ်။ဘိုဟီအနားတိုးလာတဲ့အခါနေပြည်ကအပြစ်လုပ်ထားတဲ့ကလေးတယောက်လိုထောက်နားမှာကပ်နေရှာပါတယ်။ဘိုဟီကဒါတွေအားလုံးဟာမင်းညကကိစ္စကြောင့်ဆိုတာရိပ်မိသွားပြီးကျမအားလုံးမေးလိုက်ပါပြီရှင်လည်းမေးလိုက်တော့တောင်းပန်နေဖို့မလိုပါဘူးလို့ပြောပါတယ်။နေပြည်ကလည်းသူ့မှာဘာမကောင်းတဲ့ရည်ရွယ်ချက်မှမရှိပါဘူးလို့အတင်းညင်းပြီးသူတို့ကြားမှာဘာမှမရှိတော့ဘူးဆိုတာကိုရှင်းလင်းလိုက်ကြပါတယ်။ဒါပေမဲ့ဘိုဟီကပေါ့ပေါ့ပပနဲ့ဒါနဲ့ရှင်ကကျမကြိုက်တဲ့ပုံစံမျိုးလည်းမဟုတ်ပါဘူးလို့ပြောလိုက်တဲ့အခါနေပြည်ရဲ့နှလုံးသားလေးအနေငယ်ကွဲကြေသွားရပါတယ်။အဲ့ဒီအချိန်မှာပဲတခြားလူတွေဓာတ်လေကားထဲဝင်လာလို့အနေရခက်တဲ့အခြေအနေကနေလွတ်မြောက်သွားခဲ့ပါတယ်။ရုံးခန်းထဲရောက်တော့လေနေပြည်တယောက်ဒီအကြောင်းတွေကိုပဲထက်ခါတလဲလဲတွေးတောနေမိပါတယ်။အဲ့ဒီအချိန်မှာဘိုးဟီကသူမရဲ့အထက်လူကြီးနဲ့ကိုရေးကိုရာကိစ္စတစ်ခုကြောင့်စကားများရန်ဖြစ်နေပါတယ်။နေပြည်တိလိုက်ရတဲ့အခါအစပိုင်းမှာဝင်မပါခြင်းပေမဲ့သူ့ရဲ့စိတ်ဆက်တဲ့အမားဖြစ်သူရဲ့တဘာဝကိုတွေးမိပြီးဝင်ပါကဘိုးဟီကိုအဲ့ဒီအခြေအနေကနေဆွဲခေါ်လာခဲ့ပါတယ်။အပြင်ရောက်တော့နေပြည်ကမင်းထက်လူကြီးရဲ့သပင်တွေကိုဆွဲပြီးရန်ဖြစ်နေတာလားဆိုပြီးဆက်နှောက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဘိုးဟိနှာခေါင်းကနေသွေးတွေရုတ်တရက်ကျလာပြီးကာတွန်းကြောင်လေးတစ်ကောင်လိုမျက်နှာတစ်ခုလုံးကိုလက်နဲ့ပုတ်တုပ်ပစ်လိုက်ပါတယ်နေပြည်ကသူ့ရဲ့လက်ကင်ပေါ်ဝါနဲ့ညင်သာစွာတုပ်ပေးလိုက်တဲ့အခါသူတို့နှစ်ယောက်ကြားမှာနူးညံ့ပြီးရိုမန်တဆန်နဲ့အငွေ့သက်လေးတစ်ခုဖြစ်ပေါ်လာပါတယ်နေပြည်တယောက်ရင်ခုန်တန်းတွေထူးဆန်းလာတာကြောင့်အဲ့ဒီနေရာကနေချက်ချင်းထွက်ပြေးသွားပါတော့တယ်
ရုံးခန်းထဲမှာတော့ဘိုးဟီရဲ့အထက်လူကြီးကသူမကိုမဟုတ်မမှန်ကိစ္စလေးတွေနဲ့ခဏခဏအလုပ်ခိုင်းပြီးရည်ရွယ်ချက်ရှိညှဉ်းပန်းနှိပ်စက်နေတာကြောင့်ဘိုးဟီဘဝကပိုပြီးခက်ခဲလာပါတယ်။တနေ့လုံးအလုပ်လုပ်ပြီးအိမ်ပြန်လာတဲ့အခါဘိုးဟီခြေထောက်တွေမှာဒဏ်ရာတွေရနေခဲ့ပါတယ်။သူမခြေပလာနဲ့ပင်ပန်းနွမ်းနယ်စွာလမ်းလျှောက်နေတာကိုနေပြီးမြင်သွားခဲ့ပါတယ်။အစာပိုင်းမှာသူဥပက္ခပြုဖို့စ조사ပေမဲ့ကားကိုရက်ပြီးသူမရဲ့အခြေအနေကိုကြည့်ကကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။အစကတော့ဘိုးဟီမူးနေတာလားလို့ထင်မိပေမဲ့ခြေထောက်ကဒဏ်ရာတွေကိုမြင်လိုက်ရတဲ့အခါနေဘီကသူ့ရဲ့ဖနက်ကိုချွတ်ပြီးသူမကိုပေးလိုက်ပါတယ်။ဘိုးဟီကအစပိုင်းမှာအားနာနေပေမဲ့နောက်တော့သူ့ရဲ့စေတနာကိုလက်ခံလိုက်ပါတယ်။နေဘီကဖနက်ကြိုးချီပေးဖို့ငုံလိုက်တဲ့အချိန်မှာဘိုးဟီကရုတ်တရက်လှုပ်ရှားလိုက်တာကြောင့်နေဘီလဲကျသွားပြီးအနေရခတ်သွားပေမဲ့ဖနက်ကြိုးကိုဆက်ပြီးတေးသေးချာချာချီပေးခဲ့ပါတယ်။ဖနက်ကအနှဲငယ်ကြီးနေပေမဲ့သူတို့နှစ်ဦးကြားကတန်ရောစင်ကတော့ကွက်တိကျလာခဲ့ပါပြီ။နေဘီကဘိုးဟီခြေထောက်ကအနံ့ဆိုးကြောင့်သူမေ့လဲမလို့ဖြစ်သွားတယ်လို့စားနောက်လိုက်တဲ့အခါဘိုးဟီကတကယ်အမှတ်တန်တရားဖြစ်ပြီးခြေထောက်ကိုမှန်းကြည့်ကစစ်ဆေးပါတယ်။သူမရဲ့အပြစ်ကင်းပြီးပွင့်လင်းရိုးသားတဲ့အမူအရာလေးတွေကနေဘီရဲ့နှလုံးသားထဲမှာနူးညံ့တဲ့စိတ်ကူးလေးတွေကိုနိုးကြော်လာစေခဲ့ပါတယ်။အဲဒီညမှာလူတိုင်းကိစ္စလုပ်ဖို့အလုပ်ရှုပ်နေကြချိန်မှာအကြီးတန်းမျိုးသမီးတစ်ယောက်ကအိမ်ပြန်ရောက်နေပြီဖြစ်တဲ့ဘိုးဟီကိုရုံးကိုအတင်းပြန်ခေါ်ပြီးအချိန်ပိုဆင်းခိုင်းပါတယ်။ဘိုးဟီလည်းကလေးကိုခေါ်ပြီးကုမ္ပဏီကိုရောက်လာခဲ့ပါတယ်။နေဘီကသူမကိုတွေးလိုက်ရတဲ့အခါဖခင်စိတ်တက်ကထပ်ပြီးနိုးကြားလာပြန်ပါတယ်။သူကငါတို့နောက်ဆုံးဘယ်တော့ကစုံခဲ့တာလဲလို့မေးပြီးမှသူစိတ်ပြောပြနေမိတာကိုတတိယကမာနာခဲမျက်နှာပေးပြန်လုပ်လိုက်ပါတယ်။ဒါပေမဲ့ကလေးလေးရှိနေတာကသူတို့ကြားမှာတန်ရောစင်အစ်စ်တွေကိုဖြစ်ပေါ်စေပါတယ်။နေဘီက CEO ကြီးဖြစ်ပေမဲ့ဘိုးဟီအိမ်စောစောပြန်နိုင်အောင်ကိစ္စအသေးအမွှားလေးတွေကိုတိတ်တဆိတ်ကူညီပေးခဲ့ပါတယ်။ဒါပေမဲ့အရာရာကလွယ်ကူမနေပါဘူး။ဘိုးဟီကိုသဘောမကျတဲ့နေဘီရဲ့အမေကသူမကိုစမ်းသပ်ဖို့အတွက်တန်ဖိုးကြီးပကြီးကားတစ်ချက်ကိုသွားပို့ခိုင်းပြီးသူမထွက်သွားတဲ့အချိန်မှာလုံခြုံရေးအချက်ပေးခေါင်းလောင်းကိုတမင်တကာနှိပ်လိုက်ပါတယ်။ဘိုးဟီပကြီးပြကန်းအပြင်ဘက်ရောက်တာနဲ့အချက်ပေးတန်ကညီလာပါတော့တယ်။ကလေးကလန့်ပြီးငိုယိုနေတဲ့အပြင်နေပြီးအမေကလုံခြုံရေးတွေကိုပစ္စည်းတစ်ခုခုအခိုးခံရပြီးတခိုးရှိနေနိုင်တယ်လို့ပြောပြီးအခြေအနေကိုပိုဆိုးအောင်လုပ်လိုက်ပါတယ်။လုံခြုံရေးတွေကဘိုးဟီစီရောက်လာပြီးမင်းလက်ထဲကဘာလဲလို့မေးတဲ့အခါဘိုးဟီလက်ထဲမှာပကြီးကားရဲ့ပုံကျန်းစရာပဲရှိနေတာပါ။ဘိုးဟီကစိုးရိမ်တကြီးနဲ့ကျမကလေးထဲမှာရှိနေပါတယ်။သူ့ကိုဘာမှမဖြစ်ပါစေနဲ့လို့ပြောရှာပါတယ်။အဲ့ဒီအချိန်မှာနေဘီကဘိုးဟီကုမ္ပဏီမှာမြင့်ကြံခဲ့တဲ့ကလေးအိတ်နဲ့ဖုန်းကိုတွေ့သွားပါတယ်။အစကတော့သူဝေခွဲမရဖြစ်နေပေမဲ့ရဲကားတစ်စီးပကြီးပြကန်းစီကိုဦးတီမောင်းနှင်သွားတာကိုမြင်လိုက်ရတဲ့အခါတစ်စက္ကန့်မျှမဆိုင်ပဲအဲ့ဒီနေရာကိုပြေးသွားပါတော့တယ်။ရဲတွေကဘိုးဟီကိုဖမ်းဆီးတော့မယ့်အချိန်မှာပဲနေဘီကရှေ့ကိုဝင်ရက်လိုက်ပြီးငါကဒီဌာနရဲ့အကြီးအကဲပဲလို့ပြောကလူတိုင်းရဲ့ရှေ့မှာဘိုးဟီကိုကာကွယ်ပေးလိုက်ပါတယ်။ဗာမေးခွန်းတစ်ခုမှမမေးပဲသူဘိုဟီကိုလုံးဝယုံကြည်ပေးခဲ့တာပါ။လူတိုင်းကသူမကိုတန်တရားဝင်နေချိန်မှာဘိုဟီကငိုယိုပြီးသူမဘာမှမခိုးပါဘူးလို့ပြောပါတယ်။ပြခန်းတာဝန်ခံကပကြီးကားကိုပို့ခိုင်းတာဖြစ်ပေမဲ့တက်တေပြစရာစာရွက်ကိုသူမရှာမတွေ့ခဲ့ပါဘူး။အဲ့ဒီအချိန်မှာနေဘီရဲ့နူးညံ့ပြီးနှလုံးသားတွေကထွက်လာတဲ့စကားလုံးတွေကဘိုဟီရဲ့တီးခံနိုင်စွမ်းကိုအရေးပြောကြစေခဲ့ပါတယ်။ငါမင်းကိုယုံတယ်ဘလို့အမေမျိုးကမိမိကလေးကိုပခုံးပေါ်ပွေးချပြီးတခိုးလုံးမှလည်းဘယ်အမေမှအဲ့ဒီလိုမလုပ်ဘူးဆိုတဲ့အကျွမ်းမဲ့ယုံကြည်မှုကိုကြားလိုက်ရတဲ့အခါဘိုးဟီမျက်ဝန်းကနေမျက်ရည်တွေစီးကျလာပါတော့တယ်။တကိုယ်ရည်မိခင်တယောက်အနေနဲ့ဒုက္ခမျိုးစုံကိုကြံ့ကြံ့ခံခဲ့ရပြီးနောက်အခုမှပဲသူမဘက်ကနေရက်တီပေးမဲ့သူတယောက်ကိုပထမဆုံးအကြိမ်တွေ့ခဲ့ရတာပါ။သူမရင်ထဲမှာမျိုးသိပ်ထားရတဲ့နာကျင်မှုစိတ်ဖိစီးမှုနဲ့ပင်ပန်းနွမ်းနယ်မှုတွေအားလုံးအဲ့ဒီအချိန်မှာပဲပောက်ကွဲထွက်လာပြီးကားပေါ်မှာတောက်လျှောက်ငိုကြွေးပါတော့တယ်။နေဘီကသူမရဲ့မျက်ရည်တွေနဲ့နာကျင်မှုတွေကိုတိတ်တဆိတ်ကြည့်နေမိပါတယ်။ဘိုးဟီအနေနဲ့ရင်ထဲကရှိသမျှကိုဖွင့်ချပစ်ဖို့လိုအပ်နေမှန်းသူနားလေတာကြောင့်ဘိုဟီစိတ်သက်သာရစေဖို့ကလေးကိုသူ့ရင်ခွင်ထဲလွှဲပြောင်းပွေ့ချပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာတော့နေဘီဟာပြီးပြည့်စုံတဲ့ဖခင်ကောင်းတစ်ယောက်ဖြစ်လို့နေပါပြီ။သူကကလေးလေးကိုကျင်နာစွာနဲ့မစိုးရိမ်နဲ့လောဘလေးမေမေကဝမ်းနေလို့ငိုနေတာမဟုတ်ဘူး။မေမေကသူ့နှလုံးသားကိုတန်ရှင်းရေးလုပ်နေတာလို့ပြောရှာပြီးဘိုဟီကတော့ကားထဲမှာအားရပါရငိုကြွေးနေခဲ့ပါတယ်။အဲ့ဒီညမှာပဲသူတို့နှစ်ယောက်ကြားကအကွာဝေးဟာပိုပြီးနီးကပ်သွားခဲ့ပါတယ်။နေဘီကဘိုဟီပြုံးနိုင်အောင်ပြက်လုံးအချို့ကိုတောင်ထုတ်သုံးခဲ့ပါသေးတယ်။သူမရဲ့အပြစ်ကင်းပြီးဖြူစင်ကအနှဲငယ်ကြောင်တောင်နိုင်တဲ့ပင်ကိုစရိုက်လေးကနေဘီရဲ့နှလုံးသားထဲကိုတိုက်ရိုက်ရောက်ရှိသွားခဲ့ပါပြီ။ဒါပေမဲ့အဲ့ဒီလိုချုံငိမ့်နေတဲ့အချိန်မှာပဲကားထဲမှာထူးဆန်းတဲ့အနံ့ဆိုးတစ်ခုထပ်ပြီးပြန့်နှံ့လာပြန်ပါတယ်။နေဘီကကြောင်သွားပြီးနေဦးဒီနန်းကဘဲကလာတာလဲငါကားထဲကြမှာဘာလို့ခဏခဏဖြစ်နေရတာလဲလို့တွေးမိပါတယ်။ဘိုဟီကကလေးရဲ့တေးခံလဲဖို့ကားပြင်ပထွက်ဖို့စူးစမ်းပေမဲ့ကလေးအေးမိမှာစိုးရိမ်တာကြောင့်နေဘီကတားလိုက်ပါတယ်။ဒါကြောင့်ဘိုဟီဟာကားထဲမှာပဲတေးခံလဲပေးခဲ့ရပါတော့တယ်။နောက်တနေ့ရုံးမှာတော့ဘိုဟီကကျမအတွက်အများကြီးလုပ်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်။တနေ့နေ့မှာဒီကျေးဇူးကိုအခြေပြန်ဆက်ပါမယ်လို့ပြောပါတယ်။နေဘီကတော့ဘာမှမဟုတ်သလိုပေါ့ပေါ့ပါပဲနေခဲ့ပါတယ်။အဲ့ဒီနောက်နေဘီဟာဟိုတယ်ဧည့်ခန်းမမှာသူ့ရဲ့ရီစားဟောင်းနဲ့သူမရဲ့သူတို့သားလောင်းတို့နဲ့မထင်မှတ်ပဲဆုံတွေ့ခဲ့ပါတယ်။သူတို့နှစ်ဦးဟာနေဘီဟိုတယ်မှာမင်္ဂလာဆောင်ဖို့စီစဉ်နေကြတာပါရီစားဟောင်းရဲ့စကားတိုင်းမှာတယောစာတွေပါဝင်နေတာကြောင့်အရှက်မရအောင်နေဘီကသူ့မှာလဲစုလျားရစ်ပတ်မဲ့သူရှိနေပြီလို့လိန်ညာလိုက်ပါတယ်။နေဘီကိုအရှက်ခွဲခြင်းနဲ့ရီစားဟောင်းကညစာစားပွဲတစ်ခုကိုဖိတ်ကြားခဲ့ပါတယ်။ဘာမှတက်နိုင်ခြင်းမရှိတော့တဲ့နေဘီဟာဘိုဟီကိုသူ့ရဲ့သူတို့သမီးအဖြစ်ဟန်ဆောင်ပေးဖို့အကူအညီတောင်းရပါတော့တယ်။ပြင်ဆင်ကျဲသားပြီးနောက်ဘိုဟီပေါ်လာတဲ့အခါနေဘီတယောက်စွန့်မြင်တက်သွားခဲ့ရပါတယ်။ရိုးရှင်းတဲ့မိန်းကလေးငယ်လေးဟာအလွန်တရာမှကြကြနနနဲ့ကျေးဇူးတစ္ဆာရှိတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြောင်းလဲသွားခဲ့တာပါ။သူမရဲ့အသွင်ပြင်းနဲ့မျက်ဝန်းတွေကတောက်ပမှုတွေကနေဘီကိုခဏတာစကားမထွက်နိုင်အောင်ဖြစ်စေခဲ့ပြီးဘိုဟီကသူ့နာမည်ကိုညင်သာစွာခေါ်လိုက်တဲ့အခါနေဘီတယောက်တကယ်ပဲရှက်သွေးဖြာသွားခဲ့ရပါတယ်။ဒီပြဆက်မပြတ်စည်းစေဖို့အတွက်နေဘီကဒေသန္တရစကားတွေကိုမသုံးပါနဲ့အနေရခက်တဲ့မေးခွန်းတွေလာရင်ငါ့ကိုပဲလွှဲပေးလိုက်ပါလို့ကြိုတင်သတိပေးထားပါတယ်။သူကလှပတဲ့လက်စွပ်တကွင်းကိုပါယူဆောင်လာခဲ့ပြီးအဲ့ဒီလက်စွပ်ကဘိုဟီလက်နဲ့ကွက်တီဖြစ်နေခဲ့ပါတယ်။ညစာစားပွဲကိုသူတို့နှစ်ဦးလက်တွဲပြီးယုံကြည်ချက်ပြည့်နဲ့ဝင်လာခဲ့ကြပါတယ်။ရီးစားဟောင်းကတော့နေဘီတယောက်လူတကယ်ခေါ်လာလိမ့်မယ်လို့မထင်ထားခဲ့ပါဘူး။
သူတို့သားလောင်းကဘိုဟီကိုကြည့်ပြီးတိတ်လာတာပဲလို့ကြီးငွန်းတဲ့အခါရေးစားဟောင်းကမနာလိုဖြစ်ပြီးနင်တို့နှစ်ယောက်ဘလို့ဆုံတာလဲလို့မေးပါတယ်ဘိုဟီကရှက်ပြုံးလေးနဲ့နေပြီးကိုအဖြေလွှဲပေးလိုက်ရနေပြီးကပထမဆုံးအကြိမ်တွေ့ကြတဲ့ကမြင်မြင်ချင်းချစ်မိသွားတာပါအဲ့ဒီနောက်ပိုင်းသူမကိုလက်လွတ်မခံတော့ဘူးလို့ရိုမန်တဆန်ဆန်ပြောလိုက်ပါတယ်ရေးစားဟောင်းကလည်းသူမရှေ့ဆက်နိုင်ခဲ့ပြီဆိုတာကိုတက်တေပြချင်တာကြောင့်ငါကတော့လမ်းခွဲပြီး10ရက်အကြာမှာပဲငါတို့သားနဲ့ဆုံခဲ့တာလို့ချက်ချင်းပြန်ချေပါပါတယ်အဲ့ဒီနောက်ဘိုဟီကသူမရဲ့မင်္ဂလာလက်စွပ်ကိုထုတ်ပြလိုက်တဲ့အတွက်ရေးစားဟောင်းကပိုပြီးမနာလိုဖြစ်သွားပါတယ်သူမကသူမတို့ရဲ့အချစ်တွေကိုကြွားဝါပြသပေးမယ်နေပြီးကလည်းအလျှော့မပေးပါဘူးဒါပေမဲ့ရေးစားဟောင်းကနောက်ထပ်တစ်ချက်ထပ်နှက်ပါတယ်နင်တို့နှစ်ယောက်လက်ထပ်နိုင်မှာမဟုတ်ပါဘူးလို့ချမ်းသာတဲ့မိသားစုတွေမှာနောက်ခံနောက်ကြောင်းကအရေးကြီးတယ်လေလို့ပြောလိုက်ပြီးစကလုံးတိုင်းကဘိုဟီအပေါ်မလေးမစားပြုတ်မှုချင်းတွေနဲ့ပြည့်နှက်နေပါတယ်နေပြီးလဲဒေါသထွက်လာပြီးဘိုဟီအတွက်စိတ်မကောင်းဖြစ်မိပါတယ်အဲ့ဒီနောက်ရေးစားဟောင်းကနောက်ဆုံးပိတ်အနေနဲ့ဘိုဟီနင်ဒီထက်တာတဲ့သူတွေ့ရင်သူ့ကိုထားခဲ့လိုက်ပါတော့လို့ပြောလိုက်ပါတယ်ဒါပေမဲ့နောက်ထပ်ဘိုဟီလှုပ်လိုက်တဲ့လုပ်ရက်ကတော့လူတိုင်းကိုစွန့်သွားစေခဲ့ပါတယ်သူမရဲ့မထင်မှတ်ထားတဲ့လုပ်ရက်ကြောင့်နေပြီးကိုယ်တိုင်လည်းလွန်သွားပြီလားလို့ထင်မှတ်ရလောက်အောင်စကားမထွက်နိုင်ဖြစ်သွားခဲ့ရပါတယ်တာမန်နေ့တစ်နေ့လို့ထင်ရတဲ့ဒီနေ့မှာသူထပ်ပြီးမထင်မှတ်ပဲကလေးပေဖြစ်သွားလိမ့်မယ်လို့နေပြီးလုံးဝမတွေးထားခဲ့မိပါဘူးသူတို့နှစ်ယောက်အပြင်ထွက်လာတဲ့အခါနေပြီးကအနှဲငယ်စိတ်နှောက်ယှက်ဖြစ်နေတဲ့မျက်နှာပေးနဲ့မင်းအခုနောက်ကဘာလုပ်လိုက်တာလဲလို့မေးပါတယ်ဘိုဟီကတည်ငြိမ်စွာနဲ့ဒါမှပဲရှင်ရဲ့ရေးစားဟောင်းကိုအနိုင်ယူနိုင်ပါလေလို့ရှင်းပြပါတယ်အဲ့ဒီအခါကျမှနေပြီးလဲအားလုံးကိုနားလည်သွားပြီးသူ့ရင်ထဲမှာထူးဆန်းတဲ့ခံစားချက်တစ်ခုဖြစ်ပေါ်လာကဘိုဟီကိုစိုက်ကြည့်နေမိပါတော့တယ်ဘိုဟီရဲ့ခံမှန်းရခတ်တဲ့အမူအရာတွေကနေပြီးကိုအံ့အားသင့်စေခဲ့တာပါသူအိမ်ပြန်ရောက်ပြီးဟန်ဆောင်စစ်ဆက်ပွဲတုန်းကသုံးခဲ့တဲ့လက်စွပ်ကိုကြည့်တဲ့အခါဘိုဟီကိုထပ်ပြီးသတိရလာကရင်တွေခုန်လာရပါတယ်တကိုယ်ရည်မိခင်တယောက်ဖြစ်ပြီးစောင်းတွေရဲ့အေးဆက်တဲ့နေ့ရက်တွေကိုစောင်းထူကြီးကြုံကကလေးနဲ့အတူဖြတ်တန်းနေရတဲ့ဘိုဟီအပေါ်သူတဖြည်းဖြည်းနဲ့စိတ်ပျော့ပြောင်းလာခဲ့ပါပြီခရစ်စမတ်နေ့မှာနေပြီးကပွဲတစ်ခုကျင်းပဖို့စီစဉ်ပြီးသူ့ရဲ့အထက်လူကြီးအခွင့်အာဏာကိုသုံးကဘိုဟီကိုရုံးကိုခေါ်လိုက်ပါတယ်ဘိုဟီကအားလည်းရက်မှာတော့အလုပ်လုပ်ရလို့စိတ်ပြက်နေပေမဲ့သူမအတွက်ပျော်ရွှင်စရာအသေးမွှားလေးတစ်ခုစောင့်ကြုံနေမှန်းမသိခဲ့ပါဘူးနေပြီးကမင်းနိုင်မဲ့တစ်တာတွေကစာရွက်တိုင်းမှာဘိုဟီကလေးအတွက်လိုအပ်မဲ့ပစ္စည်းတွေကိုချရေးထားခဲ့တာပါဒါကြောင့်ဘိုဟီပဲစာရွက်ကိုပဲနိုင်သူမအတွက်အသုံးဝင်မဲ့ပစ္စည်းပဲရမှာဖြစ်ပါတယ်ဘိုဟီကပွဲမှာပါဝင်ပြီးစာရွက်တစ်ရွက်ကိုမဲနိုင်လိုက်တဲ့အခါပထမဆုအနေနဲ့ကလေးတွန်းလဲအသစ်တစ်စီးကိုရရှိသွားပါတယ်။သူမရဲ့မျက်ဝန်းတွေကဝမ်းသာအားရတောက်ပသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာတောက်နားမှာပုံနေတဲ့နေဘီကရှေ့ကိုထွက်လာပြီးကလေးကိုကားလေးထဲထည့်ကြည့်ရအောင်လို့ပေါ့ပေါ့ပပပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာနေဘီဟာတကယ်ဖခင်ရင်တယောက်လိုချစ်ချင်းဂရုစိုက်ချင်းအလေးထားခြင်းတွေနဲ့ပြည့်ညတ်နေခဲ့ပါတယ်။ပန်းချန်ထဲမှာသူတို့နှစ်ဦးကလေးတွန်းလဲကိုအတူတူစမ်းသပ်မောင်းနေကြပြီးနေဘီကဒီခွင့်ရေးကိုသုံးကခရစ်စမတ်တရက်လုံးကိုဘိုဟီကလေးလေးတို့နဲ့အတူကုံဆုံးစေခဲ့ပါတယ်။တဖြည်းဖြည်းနဲ့သူကလေးလေးကိုသူ့ကလေးရင်းလိုမြင်လာခဲ့ပါပြီ။အဲ့ဒီအချိန်မှာဓာတ်ပုံဆရာတယောက်ရောက်လာပြီးသူတို့ရဲ့ချုံနေလှတဲ့ဓာတ်ပုံလေးတစ်ပုံကိုရိုက်ကူးပေးခဲ့ပါတယ်။နေဘီကဒါလောဘိုလေးရဲ့ပထမဆုံးခရစ်စမတ်ပဲအမှတ်တရရှိတင်တာပေါ့လို့ပြောပေမဲ့သူ့ရင်ထဲမှာတော့ဒါဟာသူတို့ရဲ့ပထမဆုံးမိသားစုဓာတ်ပုံလေးလို့ရည်ရွယ်နေခဲ့တာပါ။အဲ့ဒီဓာတ်ပုံထဲမှာသူတို့၃ယောက်ဟာပြီးပြည့်စုံတဲ့မိသားစုလေးတစ်ခုလို့ထင်မှတ်ရပါတယ်။ဒါပေမဲ့နေဘီကဘိုဟီကိုအိမ်ပြန်ပို့တဲ့အခါလောဘိုလေးအတွက်ကလေးတွန်းလေးတစ်စီးဝယ်ပေးထားတဲ့အိမ်နီးနားချင်းအစ်တစ်ယောက်နဲ့ဆုံတွေ့ခဲ့ပါတယ်။နေဘီကအဲ့ဒီအိမ်နီးနားချင်းရဲ့လက်ဆောင်ဟာစိတ်ရင်းမပါဘူးဆိုတာကိုချက်ချင်းသတိပြုမိပေမဲ့သူ့ရင်ထဲမှာမနာလိုစိတ်လေးအနှဲငယ်ဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့ဒီညအိမ်ရောက်တော့နေဘီကဘိုဟီကငါပေးတဲ့တွန်းလဲကိုပြန်ရောက်နိုင်မလားဆိုပြီးတွေးတော့ပူပန်နေမိပါတယ်။သူဖုန်းဆက်ပြီးမင်းပဲတွန်းလဲကိုရွေးလိုက်လေလို့မေးတဲ့အခါဘိုဟီကမဲပေါက်တဲ့တစည်းကိုပဲသုံးပါတယ်လို့ပြောတာကြောင့်နေဘီတယောက်တက်ပြင်းချနိုင်ပြီးမျက်နှာမှာအပြုံးတွေဝေးစားသွားပါတယ်။ဒါပေမဲ့ဘိုဟီကတခြားတစည်းကသုံးပြီးသားကြီးဖြစ်နေလို့ရွေးချယ်စရာမရှိလို့ပါလို့ထပ်ပြောလိုက်တဲ့အခါနေဘီမျက်နှာချက်ချင်းညှိုးငယ်သွားပြန်ပါတယ်။ဒါပေမဲ့လည်းဘိုဟီကသူ့ပေးတဲ့တွန်းလဲကိုသုံးနေသေးတဲ့၍နေဘီတယောက်ကျင်းနေခဲ့ပါတယ်။ရက်နေငယ်အကြာမှာတော့နေဘီအလုပ်ကိစ္စနဲ့နိုင်ငံခြားကိုသွားရပါတော့မယ်။ဘိုဟီတီးလိုက်ရတဲ့အခါသူမရင်ထဲမှာတိတ်တဆိတ်စိုးရိမ်ပူပန်စိတ်တွေဖြစ်ပေါ်လာပါတယ်။နေဘီမှာတစ်ခုခုဖြစ်ရင်ဘယ်လိုလုပ်မလဲလို့သူမတွေးမိပြီးသူတို့နှစ်ဦးစလုံးဟာသတိမထားမိပဲတယောက်ကိုတယောက်စတင်ပူပန်ပေးနေကြပြီဖြစ်ပါတယ်။နေဘီနိုင်ငံခြားခရီးစဉ်အတွက်ထွက်ခွာခါနီးမှာဘိုဟီကသူ့ကိုတားဆီးခြင်းနဲ့စိတ်နဲ့လက်ကိုလှမ်းဆွဲလိုက်ပါတယ်။ဒါပေမဲ့နေဘီကအထင်မလွဲပဲအားလုံးအဆင်ပြေသွားမှာပါငါဘေးကင်းကင်းနဲ့ပြန်လာခဲ့မယ်ဆိုပြီးကျင်နာတဲ့စကားလုံးတွေနဲ့နှစ်သိမ့်ပေးခဲ့ပါတယ်။လေရင်ပေါ်မှာထိုင်နေရင်းနေဘီကသူတို့ရဲ့မိသားစုတပ်ပုံလေးကိုကြည့်ပြီးအမတ်တရဖြစ်နေခဲ့ပေမဲ့သူထွက်ခွာသွားတာနဲ့ဘိုဟီစီကိုဒုက္ခတွေရောက်လာလိမ့်မယ်လို့မသိခဲ့ပါဘူး။နေဘီအမေကဒီခွင့်ရေးကိုအသုံးချပြီးဘိုဟီကိုကုမ္ပဏီကနေထုတ်ပစ်ဖို့ကွက်ဆင်มาတော့တယ်။သူမကမန်နေဂျာကိုဘိုဟီထံတန်မိုးကြီးပကြီးကားတစ်ချက်တော့ပို့ခိုင်းဖို့ညွှန်ကြားခဲ့ပြီးဘိုဟီကားထဲမှာတီနီယာရှာဖွေစနစ် tracker တစ်ခုကိုတိတ်တဆိတ်တက်ဆင်ထားခဲ့ပါတယ်။ပကြီးကားတော့ပို့တဲ့လမ်းမှာကားတစ်စီးကဘိုဟီကားရှေ့မှာရုတ်တရက် brake အုပ်လိုက်တာကြောင့်သူမကားရက်လိုက်ရပါတယ်။သူမအခြေအနေကိုစစ်ဆေးဖို့ကားပေါ်ကဆင်းလိုက်တဲ့အချိန်မှာဆိုင်ကယ်သမားတစ်ယောက်နောက်ကနေတိတ်တဆိတ်ကပ်လာတာကိုသတိမထားမိခဲ့ပါဘူး။ရှေ့ကားမောင်းသမားကတောင်းပန်တိုးရှိုးပြီးရော်ကြေးပေးမယ်လို့ပြောနေချိန်မှာဆိုင်ကယ်သမားကကားထဲကပကြီးကားကိုခိုးယူသွားခဲ့ပါတယ်။ဘိုဟီကအားလုံးအဆင်ပြေတဲ့အမှတ်နဲ့ဓာတ်ပုံအချို့နဲ့လိပ်စာကတ်တစ်ခုကိုပဲယူပြီးထွက်လာခဲ့ပါတယ်။ဒါပေမဲ့ရောက်ရမယ့်နေရာကိုရောက်လို့ပကြီးကားပျောက်ဆုံးနေတာကိုတွေးလိုက်ရတဲ့အခါသူမလန့်ဖြတ်သွားခဲ့ရပါတယ်။သူမရဲ့အထက်လူကြီးကလည်းသူမကိုချက်ချင်းအလုပ်ထုတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။နေပြီးအမေကလည်းဘိုဟီကပကြီးကားကိုတမင်တကာဝတ်ထားတာပါဆိုပြီးဆွဆွဲပစ်တင်ပါတယ်။ဘိုဟီရင်တစ်ခုလုံးကြေကွဲသွားရပြီးကျမဘယ်တော့မှအဲ့ဒီလိုမလုပ်ပါဘူးလို့ပဲပြောနိုင်ရှာပါတယ်။အဲ့ဒီအချိန်မှာနိုင်ငံခြားကနေနေဘီကဘိုဟီစီကိုဖုန်းဆက်လာပါတယ်။ဘိုဟီကသူ့အတန်ကိုကြားတာနဲ့မျက်ရည်တွေဝေါခနဲ့ကျလာပါတော့တယ်။နေဘီကအားလုံးအဆင်ပြေရဲ့လားလို့ထပ်ခါတလဲလဲမေးပေမဲ့ဘိုဟီကတော့ရှင့်တန်ကြားရလို့ဝမ်းသာပြီးစိတ်လှုပ်ရှားသွားတာပါလို့ပဲပြောပြီးဖုန်းချလိုက်ကပတ်စံရှာဖို့အတွက်သူမရဲ့နာကျင်မှုတွေကိုအတက်နိုင်ဆုံးဖုံးကွယ်ထားခဲ့ပါတယ်။ဘိုဟီဟာကားရည်စေးတဲ့စခန်းတစ်ခုမှာအချိန်ပိုင်းအလုပ်အသစ်တစ်ခုကိုစတင်ခဲ့ပါတယ်။နေဘီကသူ့မစီကိုနေတိုင်း message တွေပို့ပေးပေမဲ့ဘိုဟီကတော့သူတို့ကြားကအကွာအဝေးကိုအမှန်တကယ်ခံစားလာရတာကြောင့်ဘာမှပြန်မပြောခဲ့ပါဘူး။အခုတော့နေဘီတယောက်သူ့ရဲ့ project ပြီးလို့ပြန်ရောက်လာတဲ့အခါမဒန်စီကနေဘိုဟီအလုပ်ပြုတ်သွားပြီဆိုတာကိုသိလိုက်ရပါတယ်။နေဘီဟာဒါတွေအားလုံးရဲ့နောက်ွယ်မှာသူ့အမေရှိနေတယ်ဆိုတာကိုရိပ်မိပြီးချက်ချင်းသွားရောက်မြင်မြန်ပါတယ်။အခုသူ့မှာဘိုဟီကိုရှာဖွေဖို့ဆိုတဲ့တခုတည်းသောရည်မှန်းချက်ပဲရှိပါတော့တယ်။သူဘိုဟီအိမ်နီးနားချင်းစီကနေလိပ်စာကိုတောင်းပြီးကားရည်စေးတဲ့စခန်းစီကိုဦးတည်သွားခဲ့ပါတယ်။အဲ့ဒီနေရာမှာဘိုဟီကို
ထပ်မံတွေ့လိုက်ရပြီးသူတို့ကြားကနှွေးထွေးမှုဟောင်းတွေဟာတစ်စက္ကန့်အတွင်းမှာပဲပြန်လည်နှိုးကျလာခဲ့ပါတယ်။နေဗီကဘာမှမစင်စားပဲသူမကိုအဲ့ဒီနေရာကနေခေါ်ထုတ်သွားဖို့စူးစမ်းပေမဲ့ဘိုဟီကညှဉ်းဆန်ခဲ့ပါတယ်။သူမကကျမကိုခြေထောက်ပေါ်ကိုရက်တီပြီးပတ်စံရှာနိုင်ပါတယ်။ကျမကိုသူတောင်းစားတယောက်လိုမဆက်ဆံပါနဲ့လို့ပြောလိုက်တဲ့အခါနေဗီရင်ကွဲမတက်ခံစားရပေမဲ့ဘိုဟီဟာသူမရဲ့တိတ်ခါအတွက်တိုက်ပွဲဝင်နေတာကိုနားလည်ပေးခဲ့ပါတယ်။အိမ်ပြန်ရောက်ပြီးတဲ့နောက်မှာလည်းနေဗီစိတ်ထဲမှာသူမအကြောင်းတွေပဲဆွဲထင်နေခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်တွေအတွင်းကသူတို့အတူတူဖြတ်တန်းခဲ့ရတဲ့တန်ရောစဉ်အခိုက်အတန့်လေးတွေကသူ့ရင်ထဲမှာနှဆိုင်တဲ့ခံစားချက်တွေကိုဖြစ်ပေါ်စေခဲ့ပေမဲ့သူတခါမှထုတ်မပြောခဲ့မိပါဘူး။ဘိုဟီတယောက်ချမ်းအေးလာတဲ့ရာသီဥတုထဲမှာကားရည်စီစခန်းမှာတယောက်တည်းအချိန်ပိုဆင်းနေရတာကိုမြင်တဲ့အခါသူ့နှလုံးသားတစ်ခုလုံးနာကျင်ရပါတယ်။အဲ့ဒီအချိန်မှာပဲဖိအားပြင်းတဲ့ရေထန်းတင်တဲ့တစ်ခုကထိန်းချုပ်မှုလွတ်သွားပြီးဘိုဟီစီကိုဥတီလာပါတယ်။နေဗီကဘာမှမစင်စားပဲသူ့ရဲ့ဘေးကင်းလုံခြုံမှုကိုပတာနာမထားပဲဘိုဟီရှေ့ကနေဝန်ခံပေးလိုက်ပါတယ်။နောက်ဆုံးမှာတော့သူ့ရဲ့ခံစားချက်တွေကိုဖွင့်ဟောင်ဝန်ခံလိုက်ပါပြီ။အချစ်ဆိုတာမင်းကိုဘယ်အတားအဆီးကိုမဆိုကြော်ဖြတ်စေနိုင်တဲ့အချစ်ကအရာအလုံးကိုမစ်ပစ်ပြီးဘာမဆိုလုပ်ရဲတဲ့ခွန်အားတွေကိုအမြဲတမ်းပေးစွမ်းနိုင်ပါတယ်။နောက်တစ်နေ့မှာတော့ချီဘောမိသားစုရဲ့အမွေဆက်ခံသူဟာသူချစ်ရတဲ့မိန်းကလေးအနေနဲ့ကြုံနေတာကိုမြင်တဲ့အခါနှစ်ခါမတွေးပဲသူမကိုကယ်တင်ဖို့ပြေးဝင်ခဲ့ပြီးသူမရဲ့အသက်ကိုကယ်တင်ရင်းသူကိုယ်တိုင်ပြင်းထန်စွာဒဏ်ရာရရှိသွားခဲ့ပါတယ်။နေဗီကိုဆေးရုံတို့အမြန်ပို့ဆောင်ခဲ့ရပါတယ်။ခွဲစိတ်မှုခံယူပြီးနောက်သူဘေးကင်းသွားပြီဖြစ်ပေမဲ့သတိမေ့မျောနေသေးပါဘိုဟီကတော့ထောင်းတနေရာမှာထိုင်ပြီးမိုရိုကာဥက္ကဋ္ဌကြီးကိုထပ်ခါတလဲလဲတောင်းပန်နေရှာပါတယ်။နေဗီအခုလိုဖြစ်ရတာကျမကြောင့်ပါဥက္ကဋ္ဌကြီးကဘာမှအများကြီးမပြောပါဘူးသူကဘိုဟီမျက်နှာပေါ်ကနာကျင်မှုတွေကိုသာကြည့်ပြီးဘိုဟီကနေဗီအနားမှာဆောက်ရှောက်ခွင့်ပြုဖို့တောင်းဆိုတဲ့အခါညှင်းပယ်ခြင်းမပြုခဲ့ပါဘူးသူ့ရဲ့မြေးဖြစ်သူနေဗီကဒီမိန်းကလေးအတွက်အသက်ကိုယ်တောင်စွန့်စားခဲ့ပြီးဒီမိန်းကလေးကလည်းအခုနေဗီကိုတင်အနားမှာနေရောညပါတိတ်တဆိတ်ပြုစုဆောက်ရှောက်ပေးနေတာကိုမြင်ရတဲ့အခါဥက္ကဋ္ဌကြီးကဘာမှမကန့်ကွက်ပဲဘိုဟီရဲ့တောင်းဆိုမှုကိုအလိုလျောက်သဘောတူပေးခဲ့ပါတယ်အဲ့ဒီနေ့ကစပြီးဘိုဟီဟာနေဗီအနားကနေဖွားမခွာပဲလိုအပ်တာမှန်သမျှပြုစုဆောက်ရှောက်မှုမှန်သမျှကိုသူမရဲ့လက်ကမ်းနဲ့ပဲကိုယ်တိုင်ကိုယ်ကျလှုပ်ဆောင်ပေးခဲ့ပါတယ်တစ်ဖက်မှာလည်းအချုပ်ခန်းထဲရောက်နေတဲ့နေဗီအမေအခဟာသူ့သားကားအစီအတင်ဖြစ်ပြီးဒဏ်ရာရသွားတဲ့တဲ့ရင်ကိုကြားလိုက်ရတဲ့အခါရင်ကွဲမတက်ခံစားရပါတယ်။သူမရဲ့လုပ်ရက်တွေအပေါ်နောက်တရားတွေကသူမကိုအတွင်းကနေဝါမျိုးလာပါတော့တယ်။သူမကသူမရဲ့ပြစ်မှုတွေကိုဝန်ခံပြီးဆွဆွဲချက်အားလုံးကိုလက်ခံခဲ့တာကြောင့်အမခံစောစောရရှိခဲ့ပါတယ်။သူမဘာအချိန်မှမဖြုံမဲစေးရုံကိုအပြေးလွှားရောက်လာခဲ့ပါတယ်။စေးရုံကရင်ပေါ်မှာတက်မဲ့တပွဲလဲလျောင်းနေတဲ့သားဖြစ်သူကိုမြင်လိုက်ရတဲ့အခါသူမလုံးဝစိတ်နှလုံးကြေကွဲသွားရပါတယ်။မျက်ဝန်းမှာမျက်ရည်တွေနဲ့ရင်ထဲမှာနောင်တတွေနဲ့ငါးမားသွားပါတယ်။အားလုံးဟာငါအပြစ်တွေပါလို့စစ်မှန်စွာပြောဆိုပြီးခွင့်လွှတ်ဖို့တောင်းပန်ရှာပါတယ်။သူမရဲ့အကြည့်တွေကနေဗီကူတင်အနားမှာနေရောညပါထိုင်နေတဲ့ဘိုဟီစီရောက်သွားတဲ့အခါပထမဆုံးအကြိမ်ဖြစ်ဘိုဟီကိုလက်ခံခြင်းနဲ့စိတ်တွေဖြစ်ပေါ်လာပါတယ်။ဘိုဟီဟာသူ့သားကိုတကယ်ပဲပျော်ရွှင်အောင်ထားနိုင်မဲ့သူဆိုတာသူမသဘောပေါက်သွားခဲ့ပါပြီ။အဲ့ဒီအချိန်မှာဘိုဟီကလည်းရင်ထဲကလာတဲ့စကားကိုပြောပါတယ်။ကဲလို့နေဗီတစ်သက်လုံးသတိမရလာတော့ဘူးဆိုရင်တော့ကျမသူ့အနားမှာပဲတစ်သက်လုံးနေသွားမှာပါ။သူ့အတွက်ဆိုကျမအရာအလုံးကိုစွန့်လွတ်ရဲပါတယ်။သူမရဲ့မျက်ဝန်းတွေထဲမှာစကလုံးတွေတင်မကပဲနှလုံးသားတွေကလာတဲ့ဂတိကဝတ်တွေနဲ့တစ္ဆာတရားတွေထင်ဟပ်နေခဲ့ပါတယ်ပြီးတော့တနေ့မှာဆေးရုံကနေဖုန်းခေါ်ဆိုမှုတစ်ခုရောက်လာပါတယ်လူနာတတိယလာပါပြီတဲ့တစ်စက္ကန့်မျှမဆိုင်ပဲဘိုဟီတယောက်အပြေးလွှားသွားခဲ့ပါတယ်သူမရဲ့ရင်တွေတဒိန်းဒိန်းခုန်နေပြီးမျက်ဝန်းတွေမှာမျောလင်းချက်တွေပြည့်နေနေပါတယ်ဒါပေမဲ့ရုံးခန်းထဲရောက်တဲ့အခါနေပြီးမျက်နှာကလုံးဝခံစားချက်မရှိတဲ့ပုံစံဖြစ်နေပြီးစကားတခွန်းမှမပြောပါဘူးဘိုဟီရင်နဲ့ထိတ်လန့်တုန်လှုပ်သွားရပြီးကိုမဝင်ပြီးတတိယလာတဲ့အခါအရာအလုံးကိုမေ့သွားတတ်တဲ့ဇလန်းတွဲတွေလိုမျိုးဖြစ်သွားတာလားဆိုတဲ့အတွေးကဝင်လာပါတယ်နေပြီးရဲ့တိတ်ဆိတ်မှုကသူမကိုပို့ပြီးစိုးရိမ်ပူပန်စေပါတယ်။သူတို့အတူတူဒုက္ခမျိုးစုံကိုဖြတ်တန်းခဲ့ရပြီးအခုမှအခြေအနေတွေကောင်းမွန်တော့မဲ့အချိန်ကြမှာအရာအလုံးကပြိုကွဲပျက်စီးသွားတော့မှလား။အဲ့ဒီလိုစိုးရိမ်ထိတ်လန့်နေတဲ့အချိန်မှာဘိုဟီရင်ထဲမှာကြောက်ရွံ့စိတ်တွေပြည့်နှက်နေပြီးဘာမှမပြောနိုင်ပဲမတက်ရက်နေမိပါတယ်။ဘိုဟီကဆရာဝန်ကိုလှမ်းခေါ်ဖို့အလှည့်မှာနေပြီးကသူမရဲ့လက်ကိုရုတ်တရက်လှမ်းဆွဲလိုက်ပါတယ်။အဲ့ဒီခါကျမှဘိုဟီလဲနေပြီးကသူမကိုတမင်ဆနောက်နေမှန်းသိလိုက်ရပါတယ်။နေပြီးမျက်နှာမှာအပြုံးဖြော့ဖြော့လေးပေါ်လာပြီးဘိုဟီရဲ့စိုးရိမ်ပူပန်နေတဲ့နှလုံးသားလေးချက်ချင်းပဲပေါ်ပါသွားပါတော့တယ်။အဲ့ဒီနောက်မှာတော့ဘိုဟီဟာဟိုတယ်မှာအလုပ်ပြန်လုပ်ခဲ့ပါတယ်။နေဗီကသူမကိုဟိုတယ်လုပ်ငန်းကြောင်းကောင်းကောင်းနားလည်ခြင်းတက္ကသိုလ်ကဟိုတယ်စီမံခန့်ခွဲမှုသင်တန်းကိုတက်တင်တယ်လို့အကြံပေးပါတယ်။ဒါပေမဲ့အထက်တန်းကျောင်းတောင်ပြီးအောင်မတက်ခဲ့ရတဲ့ဘိုဟီအတွက်တော့ဒါကမလွယ်ကူပါဘူးနေဗီကဝင်ခွင့်ဆောင်ရွက်ပွဲအတွက်တေချာပြင်ဆင်မှာ9မိနစ်အတူရှိနေပါတယ်လို့အားပေးတဲ့အတွက်ဘိုဟီလည်းယုံကြည်ချက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့အတန်းထဲမှာထိုင်လိုက်တာနဲ့သူမကိုအိတ်ငိုက်ချင်းကစတင်ကြီးဆိုးပါတော့တယ်။သူမဘလောက်ပဲနုံနုံကြားကြားနေဖို့စူးစမ်းပေမဲ့လက်တွေနဲ့ခေါင်းကအလိုလျောက်ငိုက်ကြလာခဲ့ရပါတယ်။အိတ်ဆက်ချင်းကအချိန်တိုင်းသူမကိုဖုံးလွှမ်းသွားခဲ့တာပါတခါကနေဗီကသူမကိုအံ့အားသင့်အောင်လာတွေ့တဲ့အခါဘိုဟီတယောက်အတန်းထဲကစာပွဲခုံပေါ်မှာအပြစ်ကင်းစင်စွာနဲ့နှက်ချိုက်စွာအိမ်မောကြနေတာကိုတွေ့ရပြီးနှိုးဖို့တောင်အားနာမိသွားခဲ့ပါတယ်။ဒီအချိန်တော့အတွင်းမှာပဲနေဗီအမေကဘိုဟီကိုနှလုံးသားထဲကနေအစစ်မှန်လက်ခံသွားခဲ့ပါပြီးသူမကဘိုဟီတက္ကသိုလ်ဝင်ခွင့်စာရွက်ရတဲ့နေ့ကျရင်မင်းတို့နှစ်ယောက်ရဲ့မင်္ဂလာရက်မြတ်ကိုချက်ချင်းသတ်မှတ်ပေးမယ်ပြီးတော့လိုအပ်တဲ့အချိန်တိုင်းကလေးကိုလည်းငါကိုယ်တိုင်ထိန်းပေးမယ်လို့အတိပေးခဲ့ပါတယ်တိတ်မကြခင်မှာပဲဘိုဟီဟာဟိုတယ်ကနေထွက်ခွာပြီးကလေးနဲ့အတူနေဘေးအိမ်ကိုပြောင်းရွှေ့နေထိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒါဟာသူတို့နှစ်ဦးစလုံးအတွက်စစ်မှန်တဲ့အင်ဂီဟာနဲ့ပြန်လည်ဖေးမကူညီမှုတွေကိုပထမဆုံးအကြိမ်ရရှိမဲ့ဘဝတည့်ရဲ့အစပျိုးခြင်းပါပဲဘဝကတော့အခုထိပြည့်ပြည့်စုံမနေသေးပါဘူးရုန်းကန်ရမှုတွေပင်ပန်းနှွမ်းနယ်မှုတွေရှိနေသေးပါဒါပေမဲ့ဘိုးကြီးမျက်နှာပေါ်မှာတော့တောက်ပတဲ့ပြုံးသစ်တွေရှိနေပါပြီဘာဖြစ်လို့လဲဆိုတော့လူတစ်ယောက်ဟာရိုးသားကြိုးစားမှုနဲ့အတူဘဝကိုပြုံးပြုံးလေးရင်ဆိုင်ဖြတ်တန်းမယ်ဆိုရင်တနေ့နေ့မှာမိမိအနားမှာစစ်မှန်စွာရက်တည်ပေးမဲ့သူနဲ့မလွဲမသွေဆုံတွေ့ရလိမ့်မယ်ဆိုတာကိုသူမအကျွမ်းမဲ့ယုံကြည်သွားခဲ့ပြီဖြစ်လို့ပါပဲဒီလိုနဲ့ပဲလှပလာတဲ့အဆုံးသက်လေးနဲ့အတူဇလန်းလေးကတော့ပြီးဆုံးသွားခဲ့ပါတော့တယ်